ဒီလို screenshot ကိုအထက်ထက်ရိုက်ထည့်ချင်လားအားလုံးပဲမင်္ဂလာပါကျွန်တော်ဝင်းကို Apple Reseller အကောင့်လေးကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ iPhone button နဲ့ကျွန်တော်တို့ Flammy တို့ကျွန်တော်နောက်တစ်ခုက screenshot တို့ဖန်တီးမယ်နောက်ထပ်ဘာတွေဖန်တီးလို့ရမလဲဆိုတာမသိသေးတဲ့လူတွေလည်းကျွန်တော်တို့လိုက်ကြည့်ပေးပါကျွန်တော်ပြပေးမယ် Okay ဒါဆိုကျွန်တော်စလိုက်မယ်နော်ကျွန်တော်တို့ setting ထဲဝင်မယ်နော်ပြီးတော့ရင်ကျွန်တော်တို့ accessibility ထဲဝင်မယ်ပြီးတော့ရင်ဒီမှာ touch ဆိုတဲ့နေရာလေးကိုဝင်လိုက်ပါပြီးတော့ရင်ကျွန်တော်တို့အောက်ဆုံးအောင်ဆွဲမယ် button ဆိုတာရှိရင် button လေးထဲဝင်မှာ button မှာကျွန်တော်တို့ဒီမှာ flat လိုက်ထားရတယ်ပေါ့နော် flat လိုက်ထားရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ double tap လုပ်မယ်နော်ဒီမှာဒီကောင်ကိုလက်မီးလင်းလာလိမ့်မယ်နော် flat မီးလင်းလာမယ် Okay အဲ့ဒီ flat မီးနေရာမှာကျွန်တော်တို့ကဒီမှာ screenshot ပြောင်းလိုက်မယ် customer right ပြောင်းလို့ရတယ်နော်ဒါကျွန်တော်တို့ပြောင်းလိုက်မယ်ဆိုရင်ဒီပေးလိုက်နော်တိုက်ပါလိမ့်မယ်နော် screenshot ရိုက်သွားလိမ့်မယ်နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာ lock screen တွေပါထားလို့ရတယ်ကျွန်တော်ဒီမှာနောက်နှစ်ချက်နေလိုက်ရင် auto ပိတ်သွားမှာပေါ့နော်ဒါတွေကိုကျွန်တော်တို့ဒီထဲမှာ customer right ဒီမှာရှိတဲ့ဟာတွေအကုန်ပြောင်းလဲလို့ရပါတယ်နော် Okay ပါနောက်တစ်ခုပြပေးမယ်ဒါတော့ assistant tab ဖြစ်ပါတယ်တချို့တွေဒီမှာ easy tab မှာပေါ်တယ်ဆိုရင်ဒီမှာ assistant tab လေးကို on လိုက်တာနဲ့ easy tab ပေါ်လို့ရတယ် easy tab ထဲမှာလည်း customer like ပေါ်ကြိုက်တဲ့နေရာကိုကြိုက်တယ်လို့ရွှေ့ပြောင်းပြီးတော့ထားလို့ရပါတယ်နော် Okay ပါကျေးဇူးအများကြီးတင်ပါတယ်အားလုံးအဆင်ပြေကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျ